စူပါဘူတက်ပွင့်နေရဲ့အချိန်လေးမှာပဲဒူကာတီ119ရတော့မြင်ကွင်းကနေပျောက်ထွက်သွားပါပြီအဲ့တော့ဆန်ဒီဆိုင်ငယ်စီကိုထုံးတဲ့တိုင်းမနက်9 နာရီလောက်ထားတယ်ပြီးတော့ကျွန်တော်အများနဲ့ live ဆွဲနေကြခွေးတစ်ကောင်ရှိရပေါ့အဲ့ကောင်နည်းနည်းအခုတော့မှတ်သွားပြီဆိုင်ငယ်တန်ကြားနဲ့လစ်သွားပြီတော့ထုံးတဲ့အတိုင်းပဲကျွန်တော်တို့စုံရက်ကိုမောင်းလာခဲ့တယ်လမ်းမှာတော့စီတန်းစီတဲ့ကားတွေကတော့လုံးဝအပြည့်ပဲတော့ဒီဘက်ဖြစ်အနက်ခင်းလေးကပူပေမဲ့လေးအေးလေးတွေရှိရပေါ့ဗျာထုံးတဲ့အတိုင်းပဲဝရီကြီးကကောင်းတဲ့ကျွန်တော်ရှေ့တုံးကရောက်ပါတယ်ကဲဘော်ဒါလာပါပြီဒါကတော့ကို AK ရဲ့ BMW ပြရှယ်မိုက်တယ်ကို AK ကဒါနက်စာအကုန်လုံးအတွက်ကားခံသွားတယ်ပေါ့ကျွန်တော်တို့စထွက်သွားပြီဒါတောက်ကြနေဟောထုံးတဲ့အတိုင်းပဲနောက်ဆုံးကနေပြီးတော့လိုက်ပါတယ်ကိုကြိုက်တဲ့ဇက်အေးဆေးကြီးဘေးမှာလာရောက်တော့ဇက်အေးဆေးကခရူစီဖြစ်နေရဗျာတော်တော်မိုက်တယ်အဲ့လိုနဲ့0မိုင်ကိုကျွန်တော်တို့ရောက်သွားတယ်အဲ့တော့ဟိုဘက်ချမ်းမှာလဲတိုက်ကြီးဘက်ကိုဟိုက်မယ်ဒါဘိုက်ကအဖွဲ့တယ်အများကြီးပဲဘိန်းစုံပဲအဲ့လိုနဲ့ကျွန်တော်တို့ကဒါရွှေပြည်ပကိုးသွားမှာပေါ့ကိုကနောက်ဆုံးကနေတော့လိုက်ကမှာတက်နိုင်အဲ့တော့0မိုင်ထွက်ကားလန်ကူပါပြီရှေ့မှာအာဆင်နဲ့ဒါတော့ဒူဂတီဘာမှနိုင်ရပျောက်သွားအောင်မောင်းအောင်ပါလေစူပါဘူတက်လေးပွင့်အောင်မရှိသေးတယ်မမြင်ရတော့ပါဘူးဒါတောက်လျှောက်ကိုပဲအပူတက်နဲ့တိုက်တယ်မောင်းရရမ်းမိုက်ပါလေတစ်ခါမှမောင်းမှုတဲ့ကီလို100တွေပါရောက်ကုန်ပါပြီဒါကတော့တိုးဂိတ်နဲ့ရောက်တဲ့အချိန်မှာတော့ရှေ့ရဘဲတွေကိုပြန်မိလာပါလေအော်ထုံးတဲ့အတိုင်းပဲဇိုင်းဆေးကနောက်ကလိုက်ပါအောင်မယ်ကျွန်တော်ဘူတက်ပွင့်နေတဲ့အချိန်တည်းမှာပဲဇိတ်စစ်အားလည်းပျောက်သွားပါပြီမြင်ခွင့်နဲ့ပျောက်သွားပါပြီအဲ့တော့ဒါကျွန်တော် speed နဲ့ကျွန်တော်100လောက်နဲ့ကျွန်တော် line နေရပေါ့ကျွန်တော်ကဘာလို့ဆိုတော့ new rider လေးပြသိရမလားနော် AC ပဲအဲ့လိုနဲ့ဒါရွှေပြီးရောက်ခံနီးလာတယ်ပေါ့အရင်ပျော်ဖို့ကောင်းပါလေပြောမှဆိုလို့ရှိရင်ဗျအဲ့ဆိုင်ငယ်စီးတွေဆိုတော့ဗျတရားထိုင်တယ်လို့ပဲစိတ်မလွင့်အာယုံစိုက်ထားတယ်အာယုံလွင့်သွားရင်တော့နားကားတော့အဲ့တော့စိတ်ကိုအရင်တော့ဒါ focus ကောင်းတယ်ဗျာအားစက်မှုဆောင်ကောင်းတယ်ရမ်းမိုက်တယ်အဲ့ကျွန်တော်တပူးယူလိုက်အဲ့တပူးယူလိုက်ဒူကတီ119ကိုစီတပူးစီလှူဒန်းလိုက်ပါလေစီပြတ်သွားလို့ပါအပြန်မှာကျွန်တော်ရေတက်ဖြည့်ပါလေနေဘူးလို့ပါပြန်ရောက်ပါပြီအိမ်ရောက်ပါပြီအဲ့တော့ကားကိုစီတိုင်းရှိမှစီတန်းရှိဖို့ထားခဲ့ရင်စပိန်နဲ့ပြန်ပါပြီအဲ့တော့ဆန်ဒေးကတော့ဒါပါပဲနောက်ဘက်မှာပြန်တွေ့ရပါ